မြင်လာပါဒီနေ့မှာတော့မွေးငါချက်ပြပါမွေးငါချက်ပြပါဆိုလို့မွေးငါလေးကိုချက်ပြရပါတယ်မိဖို့မီးယူရမယ်ပြီးွားရင်တော့အိုးတွေကိုရေတပုံးလောင်းထည့်ထားလိုက်ပါတယ်ပြီးွားရင်တော့ငါးလေးတွေကိုထည့်ပြီးတော့ပြုတ်ကြရမှာဖြစ်ပါတယ်ကိုချိုင်းနဲ့တိုက်အားငါးကိုအသုံးပြုလို့ရပါတယ်ငါးလေးတွေကိုထည့်ပြီးွားဆိုရင်တော့ငါးနံလေးကြောက်အောင်စပင်းလေးကိုပါထည့်ထားပါတယ်ပြီးွားရင်တော့ငပြားရည်လေးထည့်မယ်ပြီးွားရင်တော့နနွဲမုတ်လေးကိုထည့်ပေးထားမှာဖြစ်ပါတယ်နောက်ဆုံးမှာတော့ခရက်လေးကိုပါထည့်ပေးထားမှာဖြစ်ပါတယ်ပြီးွားရင်တော့အိုးဖုံးလေးဖုံးပြီးတော့ခဏလောက်ဖြစ်ဖြစ်တည်ပေးထားလိုက်ပါတယ်အဲ့လိုတည်နေတော့မှစက်သွန်ကြီးလေးကိုရှုပြီးတော့လှီးပေးထားမှာဖြစ်ပါတယ်စက်သွန်ကြီးလေးတွေကိုပလေးဒီပြီးွားရင်ဆိုရင်တော့ရုပ်စုံလေးကိုထည့်လိုက်ပါတယ်ပြီးွားရင်တော့စက်သွန်ချူလေးထည့်မယ်ကျင်းလေးထည့်မယ်ထည့်ပြီးွားရင်တော့စပင်းလေးတွေကိုပါထည့်ပြီးတော့ထောင်းထားမှာဖြစ်ပါတယ်အဲ့ဒါလေးကိုညံ့ကြည့်ပါအောင်အရင်ဆုံးထောင်းပေးထားလိုက်ပါတယ်ထောင်းပေးထားပြီးွားရင်တော့ဒါလေးကိုနေရာလေးဆွပြီးတော့ခဏထားလိုက်ပါတယ်ခုနကပြုတ်ထားတဲ့ငါးအိုလေးရမ်းများဆိုတာပြန်ပြီးတော့ကြည့်မယ်ဒီလိုမျိုးနှွှင်လို့ရတဲ့အနေထားမျိုးလောက်ဆိုရင်ချလို့ရပါပြီဒီငါးလေးကိုတိတ်ချာလေးနှွှင်မိထားလိုက်ရင်ရပါပြီဒါလေးကိုတိတ်ချာလေးနှွှင်မိထားလိုက်ပါတယ်အဲ့လိုမျိုးနှွှင်ပြီးွားရင်ဆိုရင်တော့စီအိုးတဲ့ကိုနွဲလေးထည့်မယ်ထည့်ပြီးွားရင်ခုနကထောင်းထားတဲ့စပင်းလေးကိုကြက်သွန်တို့ထည့်ပြီးတော့စီလေးကိုတက်ပြီးထားမှာဖြစ်ပါတယ်ပြီးွားရင်တော့အနက်လေးနဲ့ထွက်လာပြီဆိုရင်တော့ငရုတ်ဒီအစိမ်းမုတ်လေးကိုထည့်ပြီးတော့စီလေးတက်ပြီးထားမှာဖြစ်ပါတယ်ပြီးွားရင်တော့နှွှင်ထားတဲ့ငါးလေးကိုပါထည့်ပြီးလိုက်ပါတယ်နောက်ဆုံးမှာတော့စော်ချီမုတ်လို့ခေါ်ရဲ့အချိုမုတ်လေးကိုနည်းနည်းထည့်လိုက်မယ်ငပြားကြီးလေးကိုပါနည်းနည်းထည့်လိုက်ပါမယ်ဒါဆိုရင်တော့မွေးငါချက်ဖို့အတွက်ငါးစီတက်ထားတာလေးပါရပါပါပြီဒီမှာတော့မြေပြင်းလေးနဲ့တိတ်ချာလေးမှုေးနေတဲ့အဒီစီလေးကိုတက်ပြီးထားမှာဖြစ်ပါတယ်ဒီမှာတော့သွားမမိပါနဲ့ညနေပါလိမ့်မယ်အိုးရရောက်သွားရင်တော့အတော်ပါပဲအိုးတအုပ်ကိုယူပြီးတော့ငါပြုတ်တဲ့ရေလေးတွေကိုလောင်းထည့်ထားလိုက်ပါတယ်အစုံမုတ်ကိုလည်းဖြော့ပြီးတော့ခုနကငါပြုတ်ရည်တွေကိုတစ်ခါလေးလောင်းထည့်ပေးရမှာဖြစ်ပါတယ်ကလပ်ဘေးကိုပြုတ်ထားပြီးတော့ကြိတ်ထားတဲ့ဟာလေးကိုပါတစ်ခါလေးထည့်ပေးလိုက်ပါတယ်ပြီးွားရင်တော့မှုေပြီးတော့ခဏလောက်ဖြစ်ဖြစ်ပဲနံပြောက်အောင်တည်ပေးထားမှာဖြစ်ပါတယ်ဒီလိုမျိုးအနေထားမျိုးရောက်ပြီဆိုရင်ခုနကငါစီတက်ထားတာလေးကိုထည့်ပြီးတော့မှုလိုက်ပါတယ်မပြောပင်လေးထည့်မယ်မပြောပင်လေးထည့်ပြီးဝေးရင်တော့စက်သွန်လေးပါထည့်ပေးထားမှာဖြစ်ပါတယ်အားလုံးတည်ပြီးရင်တော့အိုးကိုအုတ်ထုတ်ဆောင်ပြီးတော့ဘဆူနေအောင်တည်ပေးထားမှာဖြစ်ပါတယ်ဒီလိုမျိုးအနေထားမျိုးရောက်ဆိုရင်မွေးငါလေးကမှုေးပြီးတော့စားကျင်စပွဲကောင်းသွားပါပြီဒါဆိုရင်တော့ပလင်တင်ပြင်ဖို့အတွက်မျိုးလေးကိုယူလိုက်ပါတယ် traditional ကြောက်အောင်ဒါလေးနဲ့ပြင်လိုက်ရပါဘုတ်ဖက်လေးကိုထည့်ပြီးွားပြီဆိုရင်တော့မွေးငါပူပူလေးကိုလောင်းထည့်လိုက်ပါမယ်နောက်ဆုံးမှာတော့စက်သွန်ဥလေးကိုပါဘီနာကအလားစင်ဖို့အတွက်ထည့်လိုက်ပါတယ်ပြီးွားရင်တော့ပဲကြော်လေးထည့်မယ်ငဖိလေးထည့်မယ်ပြီးွားရင်တော့နနမင်းကြိုက်တဲ့လူကနနမင်းလေးပါထည့်ပြီးတော့မြုပ်သိမ်းမှုလေးထည့်လိုက်ရင်အရောင်ရတာရှိရင်မွေးငါလေးရပါပြီအားလုံးပဲကျေးဇူးပါ